ခုကပေါ့နော်ဆိုင်းကဟိုဟာထိုင်းနိုင်ငံခေါရိုင်ဟိုပါပေါ့ဘယ်ပြောမှာလဲခေါရိုင် National Park ပေါ့နော်တီးယူပါလေဟိုဟာကပအမွေအနှစ်ရရှိထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အရင်လေးတာရတယ်ဒီမှာအရင်လာတယ်နော်ဒီမှာပြမယ်ဒါနောက်က view လေးပါဒီတော့တောင်တွေကလေတိလာသူကပါလဲဆိုတော့ဟိုဟာစင်တွေလည်းဒီတိုင်းပဲလွတ်ထားတယ်ဟိုအကောင်ပလောင်တွေပေါ့နော်တမင်တရေတွေမြောက်တွေပေါ့နော်ဒီတိုင်းပဲလွတ်ထားတယ်ဒါပေမဲ့အပေါ်ရောက်လာပြီဆိုရင်ပေါ့နော်ဟိုဟာအစာတော့ကျွေးလို့မရဘူးဗျသူကဝင်ကြေးတော့ရှိပါတယ်နော်နိုင်ငံခြားသားဆိုရင်တယောက်400လားမသိဘူးလူငယ်ကြတော့ပတ်300ဟိုဟာပေါ့နော်ထိုင်းနိုင်ငံသားကြတော့30ပတ်လားမသိဘူးပြီးတော့မှဟိုပေါ့ဒီတက္ကစီရဲ့ကားရဲ့အော်တက္ကစီမဟုတ်ဆိုင်ကယ်ပေါ့ဆိုင်ကယ်ပိုင်းဆိုင်ကယ်ပေါ့တက္ကစီပိုင်းတက္ကစီပေါ့နော်အဲတက္ကစီတွေကားတွေရဲ့ဟိုဟာပေါ့နော်စီးနှုံးလေးတွေပေးရတာပေါ့နော်စွမ်းနာလေးပေါ့နော်ဆိုင်တက်လာတာလေးနော်စင်ရဲ့ချီးတွေတွေ့ရတာပေါ့နော်ချီးတွေသူတို့ကစင်တွေကဟိုဒီတိုင်းပဲတောထဲတဘောကအတိုင်းလွတ်ထားတဲ့အတွက်ကြောင့်မလို့ချင်းစီစင်ရဲ့ချီးတွေရောငှက်ချီးတွေမြောက်ချီးတွေရောပြီးမှတမင်တရေတွေရောရှိတယ်နော်ဟိုလမ်းမှာထပ်တွေ့ရင်တော့တပ်ပုံလေးရိုက်ပြပေးပါမယ်နော်အရန်လာတယ်ဒီမှာကြည့်ရောဒါသူတို့တက်လာတဲ့လမ်းမှာနော်အရန်တန်နေလမ်းနဲ့အရန်ကောင်းပါလေဒီနားကြတော့ဗာလဲဆိုတော့ဒီဟိုပေါ့ရက်နားတဲ့နေရာတစ်ခုပေါ့နော်ကြည့်အရန်လာတယ်